ကိုင်းဒီနေ့ကတော့ Riot ရဲ့928ချစ်ချင်မြတ်တာဆိုတဲ့ advance လေးကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ခင်ဗျာရောက်ချင်းကျွန်တော်တွေ့လိုက်ရတာကတော့ဒီ advance ကိုလာတဲ့သူတော်တော်များတယ်ပွဲထဲမှာတော့ Riot ကနေပြီးတော့ရွှေဆွဲပြားစုလက်ဆောင်ရသွားတဲ့သူတွေကိုကွန်ပျူတာတွေတွေ့ရတယ်ပြီးတော့ photo booth တွေဒီ photo booth ကတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ဘာလို့ဆိုတော့တော်တော်မိုက်တယ်အရင်တော့လည်း Riot ရဲ့ပွဲတွေကျွန်တော်တက်ဖူးပြင်မယ်ဒီတစ်ခေါက်ကတော့ကျွန်တော်ပို့ပြီးတော့အတိတ်ပဲရှိရပို့ပြီးတော့ပြည့်စုံတယ်လို့ခံစားရတယ်ဘာလို့လဲဆိုတော့ဒီပွဲလေးလောက်ရတဲ့ရွေချက်ကူက Riot ကိုချစ်ခင်ပြီးအားပေးကြတဲ့ဒီ customer တွေကို Riot ကနေပြီးတော့မေတ္တာတုံ့ပြန်တဲ့အနေနဲ့မေတ္တာတရားရဲ့သင်္ကေတဖြစ်တဲ့ဒီ928ကိန်းကနန်းအတိုင်းကျွန်တော်ဒီရွှေဆွဲပြား928စုနဲ့ Riot free ဘူးတွေပေါ့နော်ဒီဟာတွေကိုမေတ္တာလက်ဆောင်ပြန်လည်ပြီးတော့ပေးအပ်တဲ့အစီအစဉ်ပွဲလေးဖြစ်တယ်လို့ပြောရင်လည်းမမှားဘူး။ gain performance အစီအစဉ်လာပါပြီ။တော့ဒီပွဲလေးမှာတော့ကိုဖြိုးပြေဆုံးတဲ့မ Iron စမမြတ်တို့ကတရားကိုတချင်း9ပုတ်စီဆိုသွားတာပေါ့နော်။ဆိုတော့တကယ်မှ music ကိုဘယ်လောက်တော့ enjoy လုပ်လဲဆိုတော့ကျွန်တော်ရုပ်ကိုပဲကြည့်ပါတော့ဗျာ။ကျွန်တော်တို့တစ်ဖွဲ့လုံးတကယ်မှအားပေးခဲ့ရပါ။အဲ့ဒါပြီးတော့ကျွန်တော်တို့အဖွဲ့ရဲ့ဒီ B-box performance လေးကိုကျွန်တော်တို့ 4beat တစ်ဖွဲ့လုံးစင်မော်တက်ပြီးတော့ performance လုပ်ပေးခဲ့ပါတယ်ဆိုတော့ဒီပွဲမှာပဲ Riot ဝယ်တောက်ရင်းနဲ့ဒီရွှေပြားပေါက်သွားတဲ့သူက3ယောက်4ယောက်လောက်ရှိတယ်ဟုတ်တယ်4ယောက်နောက်ထပ်လည်းပေါက်ထားတဲ့သူတွေကအများကြီးရှိတယ်ဗျာဒီမှာအားလုံးပဲကြည့်လိုက်ကြပါ928ပြားတောင်ဆိုတော့တင်မှာလည်းအခွင့်အရေးရှိသေးတယ်နော်ဆိုတော့ကိုရိုင်းစုခူးနိုင်ဖို့အမြန်ဆုံး Riot ကိုသွားဝယ်ပြီးတော့စူလက်ဆောင်တွေကိုစုခူးလိုက်တော့